နောက်စင်ချဟေးဒီရတဲ့လားပါလေဟုတ်လေဒါကလေးဒီတော့ဆိုင်တာအလုံးစပြီလေကောင်မရဲ့ဒီမောင်ကြီးရတယ်ဒီမှာငါမိတ်ကလေးလို့မပြီးသေးဘူးကောင်မရဲ့တောက်ပါဦးဒီအတန်းတွေညမဆိုင်မှာပဲကြားရတယ်အတန်းတမန်ကြီးများဆိုအောင်ဝေရဲကြော်ဤတောင်းပြီးတော်ဒီလို့ဟရိုးဟောတော်ဒီလို့ဒီခါဟောလေးလို့ကြော်တော်တယ်ဇဂဝါပြေတော်တယ်အေးလာပါလေဘာလဲအားရနေလေတကယ်ကြီးอ่ะညမဆိုင်ညမလူပညာညမဂျီတာကပေါ်ပေါ်လာတယ်ညမဆိုင်ရနဲ့ကိုသွားရအောင်ကိုသိစီရဲ့သွားရအောင်ဟဲ့သွားရအောင်ဟာဟောတာဒုဘတ်ဟေးရရင်တမျိုးမြည်စေလို့ဝေတော့ကြော်ကြီးစိတ်သားဦးဝင်နေကြပြီဟေးဒီပွဲဟုတ်ပါဗျာကျော်လာပါဒီ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 တိုင်းဒီနဲ့ချတယ်အိုးစီတဲ့ဒီချိန်လာတယ်တာဟုတန်စီဒီဒီလေးဒါနာပြီလေဘာမကနိုင်ဒီမောင်မောင်ဒီမှာဆိုင်စုအသေးစေမင်္ဂလာရှိလာကြားရမည်လို့အိုးစီတဲ့အိုးစီတဲ့မာတူဒီကသူစား
တော်ဒီလေးဘုရားဘုရားရှင်လာပြေယူလာပြေရှာလာပြေချောင်းရချောင်းရ ဟေး ဘုရားရှင်လာပြေယူလာပြေရှာလာပြေအချောင်းရချောင်းရ အဲ့ဒါဘုရားက ရှင်မဆိုင်လာတဲ့အုပ်စုရှိတော့မှသူ့ထိုင်ရရပါပါကြည့်ကြလို့ဆိုဘီလိုဒီတီးတာသူကလည်းသူ့ရဲ့လက်ထဲကြာရမယ်အာရမယ်ရွှေတို့တဲ့ရွှေတို့တဲ့မောင်လေးကဘုရားဆိုင်အိုးစီနာဘုရားဒီလေးရဆိုအောင်သူတို့ဆိုဆိုင်ရဲ့အမျိုးမြတ်တဲ့သောပါတာတဲ့ဟုတ်ပါ ဘုရားဘုရားရီလာပြေယူလာပြေပြေရှာလာတဲ့ကျုံညာချရဲ့ အဲ့ဒါဘုရားပါ ဘုရားဘုရားရီလာပြေယူလာပြေပြေရှာလာတဲ့ကျုံညာချရဲ့ရှင်မဆန်းလာရဲ့အုပ်စုရှိတော့မှသူ့ထိုင်ဘယ်မှာလာကြည့်ကြလို့ဆိုဘီလိုဒီတီးတာသူကလည်းသူ့ရဲ့လက်ထဲငယ်လေးလာရဲ့နေကြီးချာရမယ် အဲ့ဒါ အာရရဲ့ရှိတဲ့ရှိတဲ့မောင်လေးကသူကစားနေအိုးစီနာအားလုံးပဲကျွေးရောက်လာကြတဲ့ တကောင်ဘယ်လောက်လဲကြားရောက်လာကြတယ် ကျွေးရောက်လာကြတဲ့ ဟုတ် ဂုံတီရှိကလေးမင်းများ လူကြီးမင်းများ နေ့လည်ရှိမှကလေးတွေကညားနေတယ် ကလေးမောတာပါ အားလုံးပဲမင်္ဂလာပါ မင်္ဂလာပါ ကျွန်တော်ပေါ့နော် နာမည်လေးကိုမိတ်ဆက် ကျွန်တော်မြင်ဘူးကြလားမသိဘူး မြင်ဘူးလား မြင်ဘူးလားမသိဘူး မြင်ဘူးလား မြင်ဘူးလောက်ပါတယ် ဘာလို့လဲ ကျွန်တော်ကိုတချို့ကပြောကြတယ် ဟမ် ဟဲ့ညာဘက်ကလူရှင်တော်တိချာကြည်စမ်းတယ် ကြည်စံ တိချာကြည့်မှညာဘက်ကလူရှင်တော်ကအောင်သမှုနဲ့ခတ်ဆင်ဆင်ပဲ ဟောအောင်စပြူဒီကောင်
ဘာဖြစ် အောင်ကျူကျူ အောင်ကြီးအောင်ကြီးကျွားမလား ဦးကြောင်ကြောင် ဘာဖြစ်တာဟိုနာအဖွဲဟမ်ဘာ အောင်စဘူးဆိုတော့အားကြသွားတာ သူများကိုလာပြီးလှောင်းနေတယ် ဒီဘက်ကနေဟိုလာအောင်စဘူးလို့ပြောတာတို့ကြောင့်ဘယ်လိုပြောရင်မှတ်တယ် မင်းဘယ်လိုပြောတယ် ဟဲ့ကောင်းပါတဲ့ အဲ ဟိုကိုကြီးကြည်စမ်းပါတဲ့ ကြည်စမ်းပါ စပင်ကကောက်ကောက်နေတဲ့ညနေကလူရှင်တော်တဲ့လူရှင်တော်နဲ့လည်းမသိဘူးတဲ့ ဘာနဲ့တူလို့ လိုင်းပေါ်မှာမရင်းချပြီးအသက်ခံတဲ့အေယာဝတီမမတဲ့တကုံနဲ့ပဲ မင်းကနည်းနည်းငုံပြောပါငါနည်းနည်းခုံပြီးတော့ရိုက်နေရတာ ဟောဒီရောက်မှအေယာဝတီမမလို့နိုင်ခံရတာ အဲ့တော့အလုံးမဲ့မင်္ဂလာပါ မင်္ဂလာပါ ကျွန်တော်ရဲ့နာမည်လေးကိုတရှင်းလေးနဲ့မိတ်ဆက်မယ် လောက်ဆန်း စကြည့်အောင်ပြန်ချိုးလိုက်တော့ခါပြန်ချိုးလိုက်အလူပွဲတော်မလေးမြမဆိုင်တန်မြဝေမဆန်ကတိတဲ့တူတူစော်လေး ဟဲ့ဟဲ့ အဒီထဲမှာတော့လေကျွန်တော်တယောက်လာဆုံးလေဘယ်လိုကြည့်ကြည့်တော့ပုံပါပဲလေ မောင်ဖို့ လူတွေကိုကြွလာကြတဲ့အပြိုတွေအပြိုတွေဒီစီကမရလို့တဲ့ငိုတွေကျိုတွေလူတွေကိုကြွလာကြတဲ့အပြိုတွေအပြိုတွေဒီစီကမရလို့တဲ့ငိုတွေဒီစီရလာတွေမှာရောကြတဲ့သူတို့အသေးတွေ အလားတရားမှာမောသွားတယ် အားလုံးပဲမင်္ဂလာပါ မင်္ဂလာပါ ကျွန်တော်ရဲ့နာမည်ကတော့ပစ္စည်းလို့ခေါ်ပါတယ် ပစ္စည်း ကျွန်တော်မိတ်ဆက်ပြီးတော့ဒီဘက်ကတကောင်ဟောင်ပြပါလိမ့်မယ် ကြီးစားမယ်မိတ်ဆက်ပါလိမ့်မယ် မိတ်ဆက်ပြီးလိုက် မိတဲ့ကြီးမင်္ဂလာပါ အဲ အရှင်အတိုင်းမရောက်တာလဲတော့ကြာခဲ့ပါပြီ ဘယ်လောက်ကြာပြီတော့ မွေးပေါ်ဆိုကြတဲ့အတိုင်း မရဘူးလားဘာလို့ပြောနေရလဲ တို့ညီမလေးတွေအင်းတိုင်းကြည့်နေတာ အဲ အချော့အလာတွေပေါ်ရနော် ဟုတ်တယ်လေ တကယ်အချော့အလာတွေပေါ်တယ် ပေါ်တယ် ကျွန်တော်တို့တီးခဲ့တဲ့ရွာ ဘာဖြစ်တော့ ဟိုအရှိဘက်ကကျွန်းချောင်းတယ် အကျွန်းချောင်း ကျွန်းချောင်းလူတွေဘာလာအောင် ဟာလာဦးရဲ့ လိုက်ဝင်ထားဝယ်လိုင်းပေါ်ကကြည့်လည်းမတတ်နိုင်ဘူး အဲ ကျွန်းချောင်းလူတွေမိတ်ကလိမ့်နေတဲ့ အဲ အချောက်တွေခေါ်လိမ့်တာ ဟောအချောက်တိတ်နေတာ ဒီဟာတွေမအောင်တော့ဒီအလူကအဟာတွေမအောင်တော့ မင်းကအချောက်ကိုအချောက်လို့အချောက်ကိုအချောက်လို့မပြောနဲ့လေ အချောက်ကိုအချောက်လို့ပြောရင်ရိုင်းနေ ရိုင်းနေ ရင်ကြည့်အောင်ပြောလိုက် ရင်ကြီးအောင်ပြောမယ် ဝေးစီနဲ့မမ ဝေးစီနဲ့ဟောမေးစီနဲ့မမ ဝေးစီနဲ့မမ အဲ ရင်လဲရင်ကြီးတယ် အေး ဝတ်တာစားတာ အဲ ဘောင်းမီအတူလေးတွေ ဟုတ်တယ် စက်ကတ်အတူလေးတွေ မိုက်တယ်နော် ဝတ်တာတရားမတွေ့ဘူးနော် အဲ ဝယ်လဲဝယ်နိုင်တော့ပါဘူး ဟောဝယ်နိုင်ပါတယ်ရင်ကြီးလို့မဝေ့တာ အလူရက်ဆိုတော့ရိုင်းမှာဆိုလို့တဲ့ အဲ တို့ညီမတွေတခုတော့မှတ်ထားနော် ဘာဖြစ်တော့ ညနေရကြည့်နေတာ အဲ အလူလာတဲ့လူတွေဖုန်းနေကင်တာဂယူးဆိုင်ပါ ဟာဘာဖြစ်လို့လဲဟာ ဖုန်းကင်တာလက်ထဲမှာရင်ကင် အဲ လက်ထဲမှာကင်ရင်ခါလေးကိုထိုး အားလေးကိုထိုး ဒီကကြောလက်ထဲလည်းမကင်ဘူးခါလည်းမထိုး ဘေးထိုး ဖုန်းဘယ်ထိုးတယ်မလဲ ဘေးထိုးတာ အရှိထမင်ကြတဲ့ဇွားဆို ဟောဒီရှိတယ်ဒီရှိတယ် ကိုကလည်းလူရှင်တော်မျက်လုံးဆိုလင်းနဲ့လိုက်ကြည့်နေတာ လိုက်ကြည့်တော့ ဒီကလေးမှဒုက္ခရောက်တော့မှာ ဘာဖြစ်လို့တော့ ကိုကမနက်ကလက်တွေ့ဒုက္ခရောက်ပြီလေ အဲ စိုင်းစီအရောက်နေတဲ့အေးတိုင်းတော်မဲ့ထား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  အဲ ထားမျက်နာတွေပါပြီးတစ်ပြီးတော့တစ်တော့ဆော့မယ်ဆိုပြီးကင်မရာလေးဖွင့်လိုက်တယ် ဖွင့်လိုက်တော့ ကင်မရာဖွင့်နေလို့ရှိရင်ရောက်တဲ့ဆိုင်းကောင်းကိုတက်တယ် အဲ ဆိုင်းကောင်းကိုတက်ဆိုလို့ကိုလည်းဖုံးခါကြတဲ့ထိုး အဲ ရင်ပတ်ကြတဲ့ထုတ်ပြီးဆိုင်းကောင်းကိုတက်သွားကင်မရာကြီးကဖွင့်နေရမသိဘူးကားဝတ်တက်ချက်ချက်ချမ်းဟာဘာတန်လုံးမဲ့မြည်တော့မြည်တယ်လို့ချက်ချမ်းအလူရင်ရောက်တော့အဆိုတော်ကအကိုတဲ့ညမဖုံးတစ်ခေါက်လောက်ပြီးဆက်ပါအောင်တဲ့ယူလိုက်လေလို့ညမဖုံးဆက်ဆိုကလေးမဖုံးကြည့်ပြီးအမလေးအကောင်ကြီးတဲ့ ဘာကောင်ကြီးတော့ဟာ ညမအကူဖုံးနဲ့အကောင်မရှိဘူးနော်ဆို အဲ တေချာကြည့်လိုက်မှဟုတ်တယ်အကောင်ကြီးရှိတယ် အဲ့ဒါဘာကောင်ကြီးတော့ ခုမွေးစိုးကောင်ခု နင်းလေခုံမွေးစောကောင် အင်းတိုင်းကြီးရွာရောက်ကြတဲ့ပြောပြီးရ ဟုတ်တယ် တို့ရွာကရိုင်းတာတွေမကြိုက်ဘူးတဲ့ ရင်ကြီးတာတွေပြက် သူများရွာနဲ့လည်းမတူဘူး အဲ တရွာအင်းတိုင်းရွာလေးကထူးဆန်းပါတယ် သူစနေ တယောက်တစ်ပေါက်လေး ဘာရဲ့ စကားပြောရင်တယောက်တစ်ပေါက်ပြောကြတယ် ဩစကားပြောတော့ပြောတယ်ပေါ့ ရင်လဲရင်ကြီးတယ် ဟုတ်တယ် လှလဲလှကြတယ် လာတယ် တို့ကအင်းတိုင်းရောက်နေရတယ်မတူအောင် တယောက်နဲ့တူတော့ နတ်သမီးကျွန်းလေးရောက်နေတဲ့အတိုင်း နတ်သမီးအဲစိုက်ကလေ နတ်သမီးလေးလို့လှကြတယ် အချောလာတွေပေါ် ဒီ တော့ အလူမှာစသရရဆင်ပြေပါတယ် အဲ ကျွေးကောင်းကိုကကျွန်တော်ဘူးချင်းများကျေးဇူးတင်ပါတယ် တင်းနေ ညနေဆိုင်ဝယ်ထမင်းကျွေးတယ် ဖြစ်တော့ ကဲငါတို့လာစားဖြည်းဖြည်းစားဖြည်းဖြည်းစား အဲ တတိဒိုးဆိုင်ဘွယ်လူစားနေတယ်လို့ပဲ ဩမင်းအဲ့ဒါနေမှန်ဆိုးလို့ပြောတာ ဘဒူတွေတဘောကောင်းကမကောင်းကောင်းအဲ့လိုမှဒေါ်တင်းလေးဆွေတော့ဒူမမေဘူး ဟုတ်လား ဒေါ်တင်းလေးဆွေတဘောအရန်ကောင်းတယ် ဘယ်လောက်ကောင်းတော့ သူကိုယ်တိုင်ကဘာမှမစားတာ အဲ တို့လည်းဘာမှကြွေးဘူး ငတ်နေတယ်ဩကြီးတယ်လို့ပါဟဲ့နောက်တော့လို့လည်းမရှိဘူး အစားရရဆင်ပြေပါတယ် အဲ အစင်မပြေတာတခုတော့ရှိတယ် ဘာအဆင်မပြေတော့ အိမ်နာတက်တာအစင်မပြေပါဘူး ဘာဖြစ်တော့ အလူရအိမ်နာဆိုတော့အိမ်နာလည်းမန်းတက်နဲ့ကက်လေးရစောက်တာ အဲ ကိုကအိမ်နာတက်မဲ့ကြရင် တက်မကျန်တော့ ဟိုကောင်မကဒေါက်တာတောက်ဆိုလာခေါက်ရင် အဲ ကိုကနောက်တစ်ခါအိမ်နာတက်မဲ့ကြရင် အဲ ဒီလူကဒေါက်တာတောက်ဆိုလာခေါက်ရင်ကြာတော့စိတ်မရှိတော့အိမ်နာအပေါက်လက်ပြီးစောက်စောက်ခိုင်းနေတယ် အဲ အခါကျတော့ဒီမလာဘူး မင်းမှတော်သေးတယ်ငါမှဖုံးပြောရင်အိမ်နာပေါ်သွားတတ်တာ အဲ့ ရက်ခုမေးနေတာအမေမိမရ
ဘွဲတော့ဟာမလေးမကျွန်တော်ရှိတယ်လို့မနေ့ပြန်အုပ်ထားတယ် ရအောင်ဒီရွာဆိုကဲဒါကကျွန်တော်ကတော့မန္တလေးတီတူတော်မင်္ဂလာဆိုင်ဟာအသလူရှင်တော်စောစောလို့ခေါ်ပါတယ် စောစော ရှကနေ့ညမန္တလေးတီတူတော်မင်္ဂလာဆိုင်ဘလို့ချိုးသားပြီးအလုပ်ဆက်မယ်ဆိုညီလေးတို့ အေး ဟုတ်တယ်လို့တက်တင်ပြစဆွဲအေး ဟေး စိတ်နှလုံး အေးလောက်လာတော့ဒီတောက်ရောနာစမဘာလဲဆိုင်နားလေးပြည်နော်ညာတော့ညာဟေးပါထိုင်တိုင်းကြပါဘာမှမပြတိုင်းဝါဒကဆင်းရတော့အပြည့်ရညာရိုက်တယ်ညာကြိုက်တယ်အေးတော့ပြန်တော့ ပတ်တိကောင်း အေးလေ အရင်နှစ်တွေကနဲ့မတူအောင်မန္တလေးနေနေဆိုတော့ဒီပွဲမှာစူးစမ်းမယ်နော် ဟုတ်ပြီ ဒါကြောင့်နားဆင်ပေးပါကောင်းတာမကောင်းတာပြိတ္တဆုံးဖြတ်ပါ ဟုတ်ပါ စူးစမ်းရမယ်တာဝန်ကကျွန်တော်တို့တာဝန်ပါ ဟုတ်ကဲ့ ဒါကြောင့်အလူဒါရဲ့ကကြီးဦးစံမင်းအလူဒါရဲ့ကမှာဒေါ်တင်းနေစီတို့ရဲ့အလူတော်မင်္ဂလာပွဲမှာမန္တလေးတီလူစော်တို့ခါတိုင်းနှစ်ကအလူတွေထပ်ဒီနှစ်မန္တလေးတီလူစော်ဒီညဘလို့တွေပြီးမယ်ဘလို့တွေဆုံးမယ်ဆိုတာဆုံးဖြတ်ပေးပါ ဟုတ်ပြီ ဆိုင်ကောင်းတာမကောင်းတာဆိုတာပြိတ္တကောင်းရင်ဆိုင်ကောင်းဖြစ်မှာပါ ဒါပဲ ပရိသတ်ကဆိုင်ကိုဝဲနားထောင်ဆိုင်ကိုဝဲကြည့်နေရင်တော့အဲ့ဒီဆိုင်ကောင်းမကောင်းဆုံးဖြတ်လို့ရမှာပါ ဟုတ်တယ် တို့ကတော့အာယုံပြားနေရင်တော့ဒီဆိုင်ကောင်းမကောင်းသိမှာမဟုတ်ပါဘူးရလား
ပတ်စာရေးတာစုံလင်မရွက်ရကိုကုန်နေရအောင် ဟုတ်တယ် ပတ်စာရေးတာမစုံလင်လို့ရှိရင်ရွက်ရကလောက်တတ်တယ်တဲ့ လောင်းတယ်လို့ဖြစ်တယ် ဟုတ်တယ်နော် ကားပါ ဝီ တရားမမဟုတ်တရားလည်းချိုးစားတယ်စောင်းတယ် ခုံမတ်တဲ့ဟောက်ဆုံးလက်တယ် လွယ်လို့ကောင်းလေဆရာကိုပညာနဲ့ကတော့ရှက်ရွာကိုတက်လာနေကတော့ပါ ဆရာပေးတယ်လက်တယ် တော်တော့ ရတာလေလိုက်တော့မင်းလေတော့ရဲ့သမားမင်းသေးတော့မခံဘူးဘလို့ကြီးမှာ တော်လို့အဲ့ဒီအောင်မဟုတ်ပါ လိုက်လို့တော့ဘာလို့လဲစကားပြောနေတယ်တော်လို့ အဲ့လောက်ကြီးမကြီးနဲ့ကွာငါတို့ပြောမယ်ကွာဟဲ့မင်းတို့ဒီလိုငါပြောမယ်ကွာဟဲ့ တော်လို့တော်လို့ဘာလို့ကြံရလဲပြီးတော့မှာပါခဏလေးပဲစောင့်ဒါကတို့တန်ခါတင်ပေါ်မှာရှိတဲ့ကျွန်တော်ဦးကြီးဦးလေးများ ဦးကြီးအတွက် ဘာလို့လဲပြောတယ်လို့ရတရားကြီးတရားကြီးဟေး အဲ့လောက်ကြီးမလို့လုပ်နေကွာ ခါတိုင်းနေ့တွေခါတိုင်းနေ့တွေနဲ့မတူအောင်သိနေတယ်အဲ့ဒါဆိုရပြီနော်ရပြီပေးတယ်လေဒီလောက်ဆိုကျန်တဲ့လောက်ပါပြီ အဲ့တော့ငါတို့ ကျွန်တော်တို့အလက်ရန်ရောက်ပါပြီ အားလုံးပဲမင်္ဂလာပါ မင်္ဂလာပါ ပြောမယ်ခွေးလေးရီကူ ပါလာလို့အိုက်ဆောင်ဒီအားလည်းဒီနေရော
တော်မောနေရော ဒီလိုတော့ကိုကြည့်လို့ရဆက်တယ် ကျွန်တော်တို့စိုင်းစရာရဲ့ခါတိုင်းနေ့တွေနဲ့မတူအောင်ကြိုးစားအထုတ်မိလေးပါဒီလောက်နဲ့ပဲနေတယ်ပြီပါကျွန်တော်တို့အကုန်ပါကလေးတော်မနေလို့ပြန်ကုန်ပေါ့ဟုတ်တယ်ကျင်းစရာကောင်းတော့ကွာမင်းအဲ့ဒါကြီးမနေနဲ့ရအောင် ပြပါဦးကျေတော့နွားကြီးထဲထုတ်ပြီးမောနေရအောင် တေးစားမောပေးရပြိတ္တကကျင်းနေပြီပါဟဲ့တဲ့ကိုမေးစရာအခုမှတော်ရဲထဲတော်များလာနွားကြီးကြာနေဆိုင်စရာကွာဒီရောဒီမှကြာတော့မောဆိုသေးလေးကြိုက်နေပဲတေအောင်နာလေးအတက်ကိုရှူရှူမှန်ရှူမှန်မန်ရှူဟောအိမ်မှန်ရှူလေးရှူမှန်ဆိုင်စရာနင်းနှစ်ဖူးမှာချင်းစီတွေပြန်နေပါရင်ချွေးစီချွေးတွေပြန်နေပါရင်မောတာပေါ့အလုတ်ကိုလေးစားပါမလေးစားတော့နေဖင်လန်းပြနေလို့လားဒီတဲ့လေးစားရင်လက်ခါးတွေကိုကိုက်ကုန်ပြီအလုံးဆောင်အလုတ်ကိုလေးစားပါမလေးစားတော့ဖင်လန်းပြနေလို့လားသူများပတ်စံယူထားတော့တန်အောင်တော့တီးရဒီမှာလက်ကားပေးဦးဟုတ်တယ်
ကောင်းဒီတောင်းဒီ ပေးထားတဲ့ပတ်စံ55သိန်းနဲ့ကြောက်ခဲတလဲတွေပေးထားတာမဟုတ်ဘူးနော်ပေးထားတဲ့ပတ်စံသိန်း50နဲ့5သိန်းပေးထားတဲ့အတွက်50နဲ့5သိန်းတောင်းတော့မောင်တူတူစော်တို့အလုပ်လုပ်ပါရစေ လောက်တေးအောင်လောက် သူများဟာယူထားတီးရမှာပဲ ဒီ မတီးချင်သူများဟာမယူနဲ့လေ ဒီညတော့ကောင်းကောင်းဒီတို့ကမနှက်ဖြန်ကြောက်လှုပ်ရှိတယ် ဘာလို့လဲ မကြီးတီတော့ပေါ်အောင်ပါ မင်းမကြည့်သေးဘူးရင်ငါခေါ်ဦးနော် ခေါ်ပါဦး ကဲကျွန်တော်မကြည့်နဲ့နော် အဲ ဆိုင်းစရာရုပ်လဲမချိုးရဲ့တို့မြင်ဘူးပြီးသားဒါဆို၄ကရှိပါနော် ဟုတ်ပါတယ်နောက်က ပတ်စံ50နဲ့5သိန်းတန်တာဒီဆိုင်ဝမ်နဲ့မှာတစ်ယောက်ပဲရှိတယ် ဘယ်လိုတော့ ဒီလို 50နဲ့5သိန်းတန်တာလင်ကွင်းဒီတစ်ယောက်ပဲရှိတယ် ရက်ခွင်းလေးတဲ့ကောင်တန်းနေတော့ ပေးထားတဲ့ပတ်စံ50နဲ့5သိန်းတန်အောင်အဲ့ဒီရကွန်းဒီကဘလောက်ထိအလုံးလုံးထားလဲဆိုရင်50 ပါဇက်ကလည်းမှုတ်ရတယ်လက်ကလည်းအုပ်ရတယ်မှုတ်အုပ် ရပါတယ်အဲ့ကောင်ကတော့မှုတ်နေကြဆိုတော့အကျင့်ပါနေပါပြီ 50နဲ့5သိန်းတန်အောင်အလုံးလုံးတာဆိုတော့အဲ့ဒီလင်ကွင်းဒီတစ်ယောက်ပဲရှိတဲ့အတွက် တေချာကြီး တခြားကြည့်တာနော် လေးဝဲတီးလေးသပြေကလေးကိုကြည့်လိုက်သပြေကအာလို့ကိနဲ့ပေါ်အာနိုးကိနဲ့ မှုတ်တယ်အုပ်တယ်လက်ချလို့မလို့မဟုတ် ရေခွင်းတီးတာကောင်းကောင်းတီးဟေးမင်းကစုထဲထိုးမယ်နော် ဇဇန် ရ ပစ္စည်း ရ ဝါကင်ထားနော် တော့ မောင်တူတူစော်လို့လာတာအလှပြအောင်လာတာမဟုတ်ဘူးရဲ့ ဟုတ်ပါဘူး ဘာလုပ်ဖို့လာတာတော့ စိုင်းပြီးဖို့လာတာ စိုက်တီးဖို့လာတာ ဟုတ်တယ် ဟုတ်လား အဲ မောင်တူတူစော်လို့အခုစိုက်မတီးရသေးဘူးဗျ မတီးရောမမြင်နေရလားဒါတီးနေရပဲ အခုမှအကျော်လျှော်တော့မှရှိသေးတယ်တွေ့အောင်မှ နေရကျော်ရှို့တို့ကနောက်ကမောဘီကိုတေးတော့မလို့ ဇဇန် ဟော ပစ္စည်း ရ ဝါကင်ထားကြည့်အောင်ဗျာ ကိုင်ပြီးသား မင်းတို့ငါတို့ယူထားတာအလူတကအလူမစီကကြောက်ခက်တလဲတွေယူထားတာမဟုတ်ဘူး ဟုတ်ဘူးရဲ့ ပတ်စံနေအများကြီးယူထားတာနော် ဟုတ်တယ် ပတ်စံနေအများကြီးယူသွားပြီးတော့အရှိအင်တိုင်းကြီးကနေလိမ့်သွားတဲ့ပတ်စံတပြားတစ်ချက်မှမပါအောင်အလုပ်လုပ်သွားမှာရဲ့ အဲ ဟုတ်တယ်နော် ဟုတ်တယ် တစ်နှစ်နဲ့တစ်နှစ်ဘာတွေကွဲခြားသွားတော့ဘာတွေတိုးတက်လာတော့နားထောင်ကြည့်အောင် ဟုတ်ပြီ ဇာဇာ ရ ပစ္စည်း ရ ဝါကြိုက်တာကြည့်အောင် လုပ်လိုက် ဟုတ်တယ်နော် ဟုတ် ဗယံမတာတီးရင် ဘယံမတာဆိုင် စိတ်ကန်းရှိမှ ဗလာဆိုင် ယောက်ျားတွေတီးတဲ့ဆိုင်ဆိုတော့ယောက်ျားတွေအတန်ထွက်ထွက်အောင်တီးရတယ် လောက်စား ဟုတ်လား ဟုတ် ယောက်ျားတွေတီးတဲ့အတန်ထွက်ကဘလို့အတန်ထွက်ထွက်တော့ ဘယ်လိုလဲ ဝါကြိုက်တာ သူရဲ့ ချာကွာဆိုင်ကြိုက်တာမရတဲ့ ဒါဒီကြောင့်ဒီကိုကွဲပြီးရာချီရနေတာ ဒီလက်တွေ အေးအေး
ဆိုင်ကောင်းနဲ့ဆိုတာတတွေးတတန်တမိတ်ညီနေမှဆိုင်ကောင်း ဟုတ်ပြီ ဗျံမရာတီးရင် ဘယံပရာဆိုင် စိတ်ကန်းရှိမှ ဗလာဆိုင် ဆိုင်ရဲ့အတန်အတွက်စေရနာမေတ္တာအရင်ခံနဲ့ရင်ဆိုင်ရဲ့အတန်အတွက်ဘလို့တီးတော့ ဘယ်လိုတီး နားထောင်ကြည့်အောင် လော လှုပ်လိုက် Oh
ပြနေပါပြီ ပြောတယ်အချင်း ဟေး ဟေးဒီနေ့စေကောင်း အေးရမြပြန်ဖေးတာပင်လေးနဲ့ခေါ်ရလိုက်ရောလို့သွားညင်တော်စိတ်ဖြာပြေပြောက်သွားအောင်ဆွမ်းဆောင်မှုအဟောရာဂီတသမဂီတသမဂီတသမမန္တလေးသူတော်ကဂီတဓမ္မပါဂီတဓမ္မဆိုတာရည်တော်သူကိုငိုစေငိုတော်သူကိုရည်စေတနေ့တစ်ဖုံပြောရရင်ဟောရာဂီတလူလင်းလူလင်းလူလင်း ဂီတလူလင်ဆိုတာ လူလင်းဆိုတော့လင်းလူတာဟဲ့ ဟာလင်ပြန်ပြီအရွယ်မနှောင်းပါဘူး ဂီတလူလင်းဆိုတာအရွယ်မနှောင်းတဲ့ကိုခေါ်ပါတယ် ပြောစမ်း တကယ်ကောင်းတာမကောင်းတာသဘောညံဖွဲ့စားပြီးတူတူစော ရ ဒီညမှာလူငယ်တွေရဲ့လှုပ်အားနဲ့ဗီဇဆိုတာဒီလိုပြသွား တို့ကတော့ အဲ ခေတ္တရှင်ဆိုမှ အဖြစ်တာ ဟလာရုပ်ပြစားပြီးတော့စိုင်းတီးပြီးရောပတ်စံလိမ့်စားသွားတဲ့ထဲမှာတူတူစောမပေါအောင်တော့ ဟုတ်ပြီ လဲလဲလဲ ဂူးဆိုင် ဟုတ်ပြီ ဘကောင်ကနေဂူးဆိုင်ဟာ ဝင်နေကြပြီ ပြင်းနေပြီ ယောက်ျားတကွယ်လူချမောကောင်းကပြစ်ချက်ကိုစွန့်မလို့စရရမြေခဏစိုင်းစရာတယောက်ဖြစ်မဲ့ဖို့ဆိုမလွယ်ပါဘူးပြိတ္တ ဟုတ်ပြီ စိုင်းစရာတို့တက်တဲ့ပညာအကျော်အနှင်းအစင်းအတက်အဖအတွေ့အခွဲအစုအတုအကြအဆန်ရို့အတို့ဆိုအောအခပ်ပူပတ်ချောပတ်တာရေးစားလေးစားလေးစားဆုံးလေးမအဲ့ဒါစိုင်းဆရာ လှုပ်လိုက် နောက်တစ်ခေါက်လောက်ဟမ် ရေပြိုး ရရဟာမနေ့ကမှခေါင်းပေါ်မကြီးကြီးပြုတ်ကြဆိုလူကမေ့ကျင် နောက်တစ်ခေါက်တော့ဆင်းမယ်နောက်တစ်ခေါက်လောက် စိုင်းစရာတို့တက်တဲ့ပညာအကျော်အနှင်းအစင်းအတက်အဖအတွေ့အခွဲအစုအတုအကြအဆန်ရို့အတို့ဆိုအောအခပ်ပူပတ်ချောပတ်တာရေးစားလေးစားလေးစားဆုံးလေးမအဲ့ဒါစိုင်းဆရာ ဘာတွေဝါချနေရလဲ နောက်တစ်ခေါက်တော့ နောက်တစ်ခေါက် ဒီတက်ကမကြားလို့နောက်တစ်ခေါက်တော့ ရလေအကျော်အနေအစင်အတာဖအတွေ့ခွဲစုအနှုတ်ကြဆာရို့တို့ဆိုအောင်ကပပမချပတိုင်းလက်သက်ဆိုမအဲ့ဒါဆိုင်ဆရာ ဟမ် နောက်တစ်ခေါက်တော့ ဘယ်လိုခိုင်းတော့ ဟိုနောက်ကနှခမ်းမွေးနဲ့ဒိုကြီးက အမေနှခမ်း ဟုတ်ပါနှခမ်းမွေးနဲ့ဒိုရဲ့နောက်ကဦးလေးက လက်စင်
ဆိုင်ကြတရားတို့တပြားအောင်ပြန်တော့မလေးပါဘူးဆိုင်ကြတို့တရားပြန်တော့ဆိုင်ဆရာ မင်းအဲ့ကြမြန်မော့ ထော်လာကြီးတွေမောင်းနေတယ်မသိ မြန်မဲကြိုက်တယ် မြန်မော့ ဆိုင်ကြတို့တရားပြန်ညာအကျော် ပြောစမ်း အစင်အတအဖအတော်အခွဲအစုအနုအကြအစမ်းအယုအတို့အဆုပ်အအုပ်အခါပတ်မှုပတ်ချပတ်တာရေးသားလေးသားနေသားစုံလင်မဆိုင်ဆရာ ဟဲ့လား ကျုပ် စဉ်းစားကို ကျုပ်ဆိုင်စရာအကြောင်းကျွန်တော်အပြောမကြည့်တော့ အဲ ကျုပ်ဆိုင်စရာအကြောင်းအပြောမကြည့်တော့ဒါတော့တဘောသားကြီးတဲ့လက်ဆိုတာပြန်စ သဘောထားကြီးတဲ့လက် အေး တို့ကတော့တွေ့အောင်ကနော် လောက်ကြည့်ပါ ဝါကင်တာ ကလေးရပြန်ပြီတက်တာကလေးမနေလို့လားလူကြီးမနေလို့လားတိအောင် ကလေးကလေးအိတ်လို့ရှိရင်မိတ်တက်ကြီးတွေလက်ကဲနော် ကလေးရ စော တော့ စော ဟာ ပစ္စည်းဝါကင်ထားကြအောင်နော်ဗါတယ်စောစောမင်းနောက်ဆုံးရှင်လိပိုင် အပြောမကြည့်တော့တဘောသားကြီးတဲ့လက်စ သဘောထားကြီးတဲ့လက် အေး ဝါကင်ထား တော့ ဟေး နေရင်းနေမြေတောင်း အာ ငါပေါ့ဟာ ကိုရီးယားမှာဆယ်ကောက်တီတီကိုရီးယားမှာဆယ်ကောက်တီတီကောင်မလေးတွေဘလောက်ပဲကြီးကြီးဟောတာမန်းပန်တာစိန်ပြီးစိမလေးဟဲရိုးတော့ပိတ်ကုန်တော့မှာပဲ မဟုတ်ဘူးလေငါနာမည်ဆင်ရ လွဲနေရနော် ဘာရဲ့ ငါနာမည်ဆင်ရ မင်းနဲ့မပေါအောင်ဆရာမ ငါဆိုင်စရာလေ ဟောသိရလေ ငါဆိုင်စရာငါနာမည်ပေါ့ အဲ့ဒါတူစောင်း မင်းနဲ့မပေါအောင်ဆရာမ အဲ့လိုလို့ပါ မင်းနဲ့မငါဘောက်ပေါအောင်ဆရာမဟမ် တရောင်းလားနာမည်ကိုပြီးစီတယ် ပြန်ဆင်းမယ်ကွာကိုရီးယားမှာဆယ်ကောက်တီတီ ပြောစမ်း အချောလာတွေဘလောက်ပဲကြီးကြီးဟောတာမန်းပန်တာစိန်ပြီးစိ နာမည်ကိုမ ဘာ ရ ချစ် ဘူး တော့ကဲ ဆိုင်စီရနာမည်တူစော်တယ်လာတယ်နော်ဒါဘတို့ရဲ့စော်လဲမမတို့ရဲ့စော်လားညီမလေးတို့ရဲ့စော်လားကျွန်တော်စောစောဘတို့ရဲ့စော်လဲမမတို့ရဲ့စော်လားဟုတ်ကောင်နန်းဝေရမမတို့ရဲ့နန်းလားညီမတို့ရဲ့နန်းလားပီစီ ဟမ် မမပီလားညီမလေးစီလား မဟုတ်အပီလည်းမကောင်းဘူး မင်းနာမည်ကိုမကောင်းတာမမပီလား မမအပီလားဟဲ့အပီလည်းမကောင်းဘူး ညီ မ မ မတို့ရဲ့အစီလားဟဲ့မကောင်းပါဘူးဟဲ့ညီမ ပေါင်ကြားတဲ့ကိုထွက်ဖို့နာမည်က ငါနာမည်ပေါင်စစ်တရောင်းစား မင်းနဲ့ပဲပေါအောင်ဆင်းရမယ်ဟဲ့မဆင်းနိုင်ဘူးကွာဟဲ့ဘာဖြစ်တော့ မင်းကိုပတ်စံပေးထားတာငါပေးထားတာ အာကြီးကျယ်ပါကွာဟဲ့ဒီညကတော့ပစ္စည်းသူများထမင်းကိုမင်းမထိုးဘူးကိုထမင်းကိုကိုမီးထိုးမယ်မန်းပါတာစိတ်ပြီးစီဘာဖြစ်တော့ဟဲ့ မင်းငါနာမည်ဆင်လို့ပြောနေတာ မင်းကငါတို့တော့နေအောင်မင်းနဲ့ငါပေါအောင်ဆင်းအောင်မင်းကျေးဇူးငါ့ဘာရှိလို့ဝင်ငါကဲ ဟော မင်းကျေးဇူးငါ့ဘာရှိတော့လို့ မင်းသိလို့ငါမင်းပြောလို့ငါပြောမှာနော် အဲ ငါကျေးဇူးဘာရှိတော့ ကြီးကျယ်ပါကွာ အဲ့နိုင်ဘဒူဝဲပေးရ ဟမ် နိုင်ဘဒူဝဲပေးရ နိုင်ဆိုင်ဆက်ဝယ်ပေးတာလေ ကျေးဇူးကမ်း ဟော အဲ့အင်ကြီးလှလှလေးဘဒူလောက်ပေးတာ ဆိုင်ဆရာလုပ်ပေးတာလေ အင်းကမင်းမိန်းမကြီးပိုက်ကြီးအောင်ဘဒူလောက်တာ ငါလောက်တာဗောဟဲ့ဒုက္ခပါအမလေးရေးတိုင်းနိုင်ညီကျင်သေးတယ်အမလေး လောအပေးလောအပြောပါတို့လည်းရှိတယ် မလေးအမြီးကိုမခံနိုင်ဘူးမနော် အိုးရအောင် မုံမူတာဝယ်စားမယ်အချစ်ကိုဝယ်မစားနိုင်ဘူးနော် လောင်းစားညကောင်းကောင်းစစ် ဘာလဲ ငါကျေးဇူးမင်းပေါ်မှာအများကြီးနော် ဘာရှိလို့ကဲဘာကျေးဇူးရှိလို့ မင်းထမင်းလောက်ကြီးကြီးစားရအောင်ဘဒူလောက်ပေးတာ ဘာရဲ့ပြန်ပြောစမ်း မင်းအိမ်မှာမင်းမိသားစုနဲ့ထမင်းလောက်ကြီးကြီးစားနိုင်အောင်ဘဒူလောက်ပေးတာတော့ အမလေးမသိမရှင်းမှတ်ထားတူတူစော်ရဲ့သမင်းတို့ကြီးကြီးစားတယ်ဆိုတာကကိုယ့်လက်အယူစားပေါ်မှာမူတည်တယ်မှတ်ထားနော်ဂလောက်ကလေးယူရင်ဂလောက်ကလေးစားရမယ်ဟားတော့ကြီးယူရင်ဟားတော့ကြီးစားရမှာဘောနှာခေါင်းရဲ့ဒုက္ခပါပဲသမင်းတို့ကြီးစားရမှာသူပြောအောင်မလားမသိဘူးအော်ပါကံဘောသား
ကောင်မအချောက်တွေလက်မခံဘူးနော် အေးလေဟိုတရောင်းစားရွာထွက်မြရလို့ဒီကြောက်တော့မှမရှိတဲ့ကောင်ခေါ်လာမှာပို့စု ဟိုတရောင်းသားဟိုကမယားကင်စာဖြစ်နေ ဘေးမရကင်စားတော့ အသားကင်စာ အသားကင်စားလို့ပါဘယ်နဲ့မရကင်စား သူကမယား ပစ္စည်း အားတော့ အဲ့ဒါမှ အဲ မင်းကငါ့ကိုအဲ့လိုပြောရအောင် အဲ မင်းအခုနင်းထားတဲ့ချက်တော့ရအောက်ကဘယ်သူဆိုင်လို့ သူတို့ဆိုင်လေ ငါဆိုင်မှန်ရင်မင်းကောင်းကောင်းစင် ဟာ မင်းကိုပတ်စံပေးထားတာငါပေးထားတာ ကြီးကြဘောက်ကဟဲ့မင်းကပေးတာမဟုတ်ပါဘူးတို့ကအလူမပေးတာပါတို့ကအလူမမိမိမမင်းကနေငါတစ်ဆင့်ပေးတာပါဟဲ့ဒုက္ခပါပဲသူကြတော့မတိုင်းတောင်းပြီးတော့ ငါဆိုင်နဲ့ဘာလုပ်လိုက်လဲ ဟာသမင်းဆောင်လိုက်လာလေဟုတ်တယ်ငါဖိုက်ကိုစားတော့ညနေစားကိုစားပြီ ဆိုင်စီယာရွှေထန်ရင်ပင်မန်းလို့ရှိရင်အမောပြေအောင်လို့ဆိုင်းစင်မှုမင်းကိုခေါ်ထားတာမင်းပတ်စံတသိန်းခွဲပေးထားတာခေါ်ခြင်းတိုင်းခေါ်ထားမှာမဟုတ်ဘူး ရောက်အလူထမင်းစားရုံနဲ့မရောက် မင်းကိုဆိုင်စင်စီပြန်အဲ့ဆိုစိတ်ပြီမယ်လို့ဟိုဟိုဘက်ကထိုးဆရာကျွန်တော်ရေတပင်တို့ရေတပင်တို့လေးဟုတ်ပြီနော် ဝါတာတပင်လေး စမယ်နော်ရေတပင်တို့လေးစမယ်စအလောက်ကြည့်မြန်တော့ငါဘယ်နာသွားဆိုရမှာတော့ အေးစင်းလေးလို့ပါ ဖြည်းဖြည်းလေးဆိုကွာဖြည်းဖြည်းလေး အေးစင်း ဖြည်းဟုတ်ကဲ့ဖြည်းဖြည်းလေးနော်အဲ့ကမရေးဆိုင်ရပြင်ကြိုက်တော့ကလေးတွေနဲ့တော့ကလေးတွေနဲ့တော့ အလောက်ဒီမပြင်းနဲ့ဟာ ဘလူကြီးတော့ကွာပုံမှန်လေးအလောတော်လေးကွာအလောတော်လေး ဘယ်မှာစိတ်ကဆင်းရဲနေ အာ မဟုတ်ဘူးလား ဟုတ်တယ် ဟုတ်တယ်ဟောက်နေရပဲ လောက်စ ရှုပ်ကားလို့စား တီးလေပေါ့ကတော့မရက်နဲ့လေတူစော်လေးအလွန်ချောတဲ့တူစော်လေးတူစော်လေးအလွန်ချောတဲ့တူစော်လေးဆိုင်းစေရာရဲ့နှာခေါင်းကိုကြည့်အဲ့ဒါနဲ့တူလို့ ။ ဆို Yeah. တော့ If you don't do this. ဆိုင်းစေရာရဲ့နှာခေါင်းကိုကြည့်ရှင်မွေလာလေးဟိ ဟဲ့ ဆိုင်းစေရာရဲ့နှာခေါင်းကိုကြည့်ရှင်မွေလာလေးဟိ အဲ့ဒါဆို shit တယ် မျက်ခုံးလေးကရဲနေတော့ဇီရဲထက်လေးပေါ့ဖိုင်လက်ကီ ။ဖိုင်လာကိတ်ဆိုတော့ ဖေးလက်ကိုင်းကတော့ရစင်မျက်ခုံးလေးကရဲနေတော့ဇီရဲထက်လေးပေါ့ shit နာရန်လေးကချွန်းတွန်းတွန်းမိုဟီကိုရဲ့လင်း ဟလာ နာရန်လေးကချွန်းတွန်းတွန်းမိုဟီကိုရဲ့လင်း shit အေးစိတ်စီကဘောကြနေတာ ခွဲထော်မှာသဘောကျနေတာ သဘောကြနေတာ ထိုင်းနေရ sorry မဆိုင်းဆရာများဘောကြတယ်လို့ အဲလျှောက်ပြော ဆရာကျွန်တော်ဆရာဝန်တယောက်ပါဖွဲပေးရမလား ငါစိတ်တော့မစားနေစိတ်ကတိုးနေရနော် နာရန်လေးကိုတိချာကြည့်ရှင်မွေလာလေးဟိ shit နာရန်လေးကစင်တင်တင်မိုးဟီကိုလေးဟင်း ဟေး မေးစီလေးကချွန်းတွန်းတွန်းတတ်မုံမြင့်ရဲ့လင်း အစနဲ့အဲ့လိုပြောပါ မထောက်နဲ့လူလူမစားမိတိတိရဲ့ဒါတွေကမစစ်နာကြပြီဟိုတော့ဟာတွေငါမေ့နေတာမနေ့ကစစ်နေရတာ ရေစီလေးပြောနေရတာဆိုတော့မေ့ပြီပေါ့ ဒုက္ခမထောက်နဲ့ဒါတွေကမေ့နေငါကြားလာပြီ အေးမတော်ဘူးလို့ မေးစီလေးကချွန်းတွန်းတွန်းမိုးဟီကိုရဲ့လင်း နှကလင်းပြီ မေးစီလေးကချွန်းတွန်းတွန်းမိုးဟီကိုရဲ့လင်းနှစ်ဖူးလေးကပြောင်းတောင်းတောင်းတတ်မုံမြင့်ရဲ့မောင်း ဝါ နှစ်ဖူးလေးကပြောင်းတောင်းတောင်းတတ်မုံမြင့်ရဲ့မောင်း တကယ်နဲ့လို့ကြာ သူ့ခေါင်းကိုတိတ်ချကြည့်အဲ့ဒါကျုပ်ကွေးစီကျုပ်ကွေးစီတာရကွေးစီ မင်းခုမှလိုက်တယ်ဗျအဲ့ဒါကမပြောနဲ့ဟဲ့ အဖေလေ ငါဆိုင်စရာကွာ အင်း ဒါကွင်းစီလား ကျွန်တော်မားလို့ ငါဆိုင်ကြတော့ဟဲ့ ဟုတ်ကဲ့ မထီးနဲ့တော့ ဟုတ် မီးပွင့်သွားမယ်ဟဲ့ ဟုတ်ကဲ့ မင်းပြောလို့ဆိုဒါကွင်းစီလားဟဲ့ဒါကွင်းကွင်းတွေဖြစ်ကုန်မှာ ကျွန်တော်မားတာတော့ကျွန်တော်မား မခံနိုင်လို့อ่ะ ဆိုင်စရာကောင်းကောင်းစစ်ပေးမယ် ဘုံမဟုတ် ဟုတ်ပြီနော်ဘသူမှမစင်ဘူးတဲ့ဆိုင်စင်စစ်ပေးမယ် အဲမင်းဘာမှအဆင်မရှိတော့ငါစကားကိုလာ အာဘလို့တကယ်တကယ်အတီးစစ်မှာတကယ်အတီးစစ်မှာ သိကြလား တကယ်အတီးစစ်မှာ အေးပြောသိကြစစ် ဟုတ်ပြီနော် အဲ ကျွန်တော်ခိုင်းတယ်လို့လုပ် မင်းခိုင်းတယ်လို့မှာ ဟုတ်တယ် မင်းခိုင်းတယ်လို့ငါလုံးမယ် အဲ ကောင်းကောင်းနဲ့စင်နော် ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကျွန်တော်ပြောတယ်နောက်ကလိုက်ပြော အေး အဲဒီဆိုင်ဝိုင်းရှိမှာတစ်ပင်ကြီးရှိတယ်လို့စိတ်ထဲမှာမှတ် တစ်ပင်မရှိဘူးလေ စိတ်ထဲမှာမှတ်လိုက်စိတ်ထဲမှာမှတ်ထား ။အော်စိတ်ထဲမှာတစ်ပင်ရှိရလို့မှတ်ထား ဆိုင်ဝိုင်းရှိမှာတစ်ပင်ကြီးရှိတယ်လို့မှတ်ထား ။အေးမှတ်ထားမယ် အေးဟုတ်ပြီပြောမယ်စကားလုံးကဘယ်လိုပြောမလို့ ။ဘယ်လိုပြောရမလဲ ဟိုမှာတစ်ပင်ကြီးတော့ဟေးပြောလိုက်တာဟိုမှာတစ်ပင်ကြီးတော့ပြောလိုက်တာအဲ့ဒါမျိုးဆိုင်စရာသုံးခွင့်ပြော ။
အဲ့လိုကိုလောအောင်မှာ သုံးခွင့်ပြော အဲ့လိုကြီးကိုလောအောင်မှာ အေးသုံးခွင့်ပြောအဲ့ဒါအဲ့လိုပြောကျွန်တော်ဆိုင်းစင်ပေးမယ် တခုနဲ့မရဘူး မဟုတ်သုံးခွင့်ပြောကျွန်တော်ဆိုင်းစင်ပေးမယ် ဆိုင်းစင်ကောင်းကောင်းနော် အေး ဒီရွာရောက်မှာတော့ငါလည်းအရှက်လည်းမရှိတော့ အေး ရောငါမင်းပြောအကြည့်ပြီးရည်ချင်းနေတာ ဘာဖြစ်လဲ ဟမ် မင်းခုနေဘယ်လိုကြီးอ่ะ ဟိုမှာတစ်ပင်တော့ မင်းကမလောက်ပါနဲ့ကွာမင်းကနှခမ်းမွေးနဲ့6နေတော့ကြည့်မလားပါ အဲ ပစ္စည်း ယောက်ျားမှန်တွင်းမတွင်းဘူးတဲ့ ငါတခါ3ငါပြောပြီးမင်းတကယ်ကောင်းတာစစ်မှာနော် တကယ်ကောင်းတာစစ်မယ် တေးချတယ်နော် ပေးကြတယ် ပြောမှာကွာ လောက် လောက်စမ်း ငါမကြည့်နဲ့ရဘာမှမပြောရသေးဘူး လောက်မရှိနဲ့လေမင်းမရှိနဲ့ကျွန်တော်ဆိုင်းစင်အကောင်းစင်တာလေမရှိနဲ့လေဒုက္ခပဲ မကြီးနဲ့ တကယ်ပြောမယ် ပြောလိုက် နည်းနည်းဖို့တက်လာအောင်မ အေး ရ တက်ညနေပို့တိုင်းဆန်း မရှိရတစ်ပင်ပေါ့ ဟော အာမြတ်တာနေပါ ဟို ဟဲ့ ဟိုတော်ကြီးကိုတစ်ပင်လို့ထင်လိုက်တော်ကြီးကတစ်ပင် တကယ်ကောင်းကောင်းပြောမယ်မင်းကောင်းကောင်းစစ်မှာတေးချရင်နော် ကောင်းကောင်းစင်မတရားရဲ့လို့ ပြောอีกကွာ ဘာဖြစ်နေရတော့ဟာ သဘောကျလို့အာခွေးကလည်းပျောက်ပွဲရောက်မှ6ကလည်းဖြစ် အဲ့ကောမင်းဘယ်သက်ကြီးနေ လောက်ပြောမယ်အဲ ကောင်းကောင်းပြောမှာနော် ဟုတ်တယ် ပြောပြီတကယ်ပြောอีกကွာ ပြော အေး အေး အေးပစ္စည်း ဟမ် အေးကျန် အဲ ဟိုအလဲမှာကျန် လေမှာပါလေ အေးတစ်ပင်းတော့ တစ်ပင်းကြီး အေးပြောလိုက်တာ ဟေး သုံးပေါက် အောက်ဆိုတော့တော့ သုံးပေါက်ရောဘာမှမလုပ်သုံးပေါက်ရောချုံနေမှာ အဲကောင်မတော့ဖြစ် ဟာတယ် ပစ္စည်းရေး ပါတော့လေ အေးဟိုမှာတစ်ပင်းပြအေးပြောလိုက်တာ နာတော့ခေါ အေးဟိုမှာတစ်ပင်း အဲ ပစ္စည်းရေး ဟဲ့ ပြောစရာကြီးနော် အေးအဲ့ဒီဆိုင်စင် အဘာလဲတော့ အယူဘုံပြောင်းချီကြောက်ကောက်စား ကျွန်တော်ဆိုင်းဆင်ပေးတာပဲမကောင်းဘူးလားအဲ့ဒါမကောင်းဘူးလားအဲ့ဒါဆိုလို့ရှိရင်ဒီပြိတ္တ မင်းဘာမှလည်းဟုတ်တာမဟုတ်ဘဲနဲ့ဟဲ့ တကယ်လာမယ်ဟာဒီပြိတ္တထဲမှာအချောဆုံးတယောက်ကိုရှာလိုက် ငါရှားပြီးတော့ငါပါတော့ ငါရှားပြီးမယ်ငါရှားပြီးမယ် ကင်းကောင်ရဲ့ခဏနေပါဦးဟဲ့ မင်းကကင်းကောင်နဲ့အေယာဝတီမမပြောလိုက်ကင်းကောင်ပြောလိုက် ငင်း ငါဘဝတည်ရတဲ့ကိုမထွက်တော့ ဒီထဲထဲမှာငါအမားတွေငါညမားတွေအချောဆုံးကွာ မဟုတ်ဘူးအချောဆုံးတယောက်ကိုရှာလိုက် အေး အဲ့ဒီအချောဆုံးတွေ့ပြီဆိုလို့ရှိရင်1 2 3လို့ရေးပြီးလို့ရှိရင်အဲ့ဒီအချောဆုံးတယောက်ကိုမျက်စိမိတ်လိုက်အဲ့ဆိုပြီး မျက်စိမေးလို့ရှိရင်ငါအကိုတွေကငါပါလာရိုက်လေ အလုပ်တော့ဘာမှမပြုမရိုက်ဘူးအလုပ်တော့ မင်းကဟိုလေတစ်ပင်းနဲ့ပြောခိုင်းပြီတခါမျက်လုံးလည်းမိတ်ပြအောင်ပါ လောက်ပါတို့မာတွေဆိုင်းတယ်မျက်လုံးမိတ်လို့ရှိရင်ပါမင်းနေနော်ဒါအလုပ်တော့အေး အလုတ်တဘောနော် အေးဟုတ်ပြီ တို့အကိုတွေတို့ဦးကြီးတွေငါညီလေးတွေ အေး ဒါအလုတ်တဘောရနော် အေး ကဲလွတ်အောင်တော့ရှောင်ကြဗျာ တို့ကတော့ခွေးကြီးဖက်နှက်တုပ်ပြီးပါရိုက်ပါ ဟော မျက်လုံးမိတ်ပြီးမင်းကောင်းတာစစ်မှာနော် စစ်မှန် တင်းတင်းတုံးရပြီးမိတ် 1 2 3ရေးလို့ရှိရင်မျက်စိတစ်ခါတည်းစစ်မှန်လို့ရ တစ် အေးဟုတ် နှစ် နှစ် တစ် ဟောဗျာနှစ်ပြီးတော့3လေကြောင်းမနေခဲ့ရဘူးလားကြောင်းမနေခဲ့ရ တ ဘူး ကယ် လား ကောင်းမိတ်ပြီနော် အေးလို့ မင်းကောင်းကောင်းစစ်မှာသိကြရင်နော် ကောင်းစစ်မှန်လို့ တစ် ဟုတ်ပြီ နှစ် နှစ် သုံး 3 အေးဟာ ဟော ကောင်းကောင်းပြော ဘာဖြစ်လို့ခေါင်းငုံတာတော့ခေါင်းမငုံနဲ့တိုင်းမော့နေဘာဖြစ်လို့တော့ဘာလို့ခြေတိုင်းခွာစားနေလားဟုတ်ပါ မင်းငါမျက်လုံးမိတ်ပြီနော် ဘူး ကောင်းကောင်းစစ် မိတ်ပြီလို့ရှိရင်ရှစ်တက်ကြည့်ပါမငုံနဲ့ အခုကြည့်ပြီတော့ အေးလို့ပြန်မိတ် မမိတ်တော့ဘူးရကောင်းကောင်းပြော လောက်ပါပြန်ပါလောက်ရဲစမ်း1 2 3အင်းဆိုမိတ်လိုက် ငါတော့တကယ်တုံးနေရိုက်ခါတော့မာဒီ လောက်မဲ မေဘူးရမင်းကောင်းကောင်းစစ်ရ လောက်ပါမတကဒီတစ်ခါ ဘာဖြစ်မိတ်ဆိုမိတ်ပြလိုက်လွယ်ကောကလူလို့တဲ့ မင်းလိုက်ရဘယ်လိုကြည့် လူလို့တဲ့လွယ်ကောက မင်းလိုက်သွား မင်းရင်မင်းခွေးရနှစ်ယောက် ပစ္စည်း ဟာတို့ တော်မင်းအာမကုန်သွားရ မဟုတ်လောက်ဆမ်းမှာတခါတည်းပါ တော်တော်မင်းတော် ဟာ မင်း မင်းမအေးငါ ဘာ တော့တိုင်လိုက်မှာနော် တက်ဖေးလို့တူငတ်အောင် နေပါမင်းကငါ့ကိုနေအောင်မင်းဘာကောင်း မင်းပါကောင် မင်းကဘာကောင်းတော့ မင်းကဖာကောင် ငါပြီကောင်းကွာဟဲ့ မင်းတော်နေလူရှင်တော်အာကူပြီးရတရားတယ်မှာငါမပါဘူး ဟာ နော်မင်းတို့လိုပါဇက်ပါတယ်ပြောတတ်တယ်လက်ပါတယ်တီးတတ်တယ် ပြောတိုင်းပြောလေ စောစော wash လူစားတော့ငါပြီဖူးတော့ဘူတန် မင်းငြိမ်ရမင်းအာမကူစောစော
Ladies and gentlemen, welcome to Myanmar traditional music is မိုက်တဲ့ကြွက်တွေဝင်နေရရှိမှာပေါ့အာ ဆိုမင်းမိုက်ကိုကပ်ပလီမှတ်နေလား ကောင်းဖြစ်နေခေါင်းလေးလိုက်ရော့ စောစော The ladies and gentlemen, welcome to Myanmar traditional music is the very very beautiful girl. Very very beautiful girl. Tutu is go to and I she. အရှိအိမ်နဲ့နိမိတ်အိမ်နဲ့ အိမ်နိုင်အရှိတယ်ပါအာရာတွေများသွားလားအိမ်အရှိအိမ်နိုင်ကိုအိမ်နိုင်အရှိတယ်မှတ်သားလောက်ပါတယ်အင်္ဂလိပ်စာတွေ စောစော အင်္ဂလိပ်စာပြောင်းပြန်ပြော သမီးနဲ့လာတဲ့ Tutu အိမ်နိုင်အရှိ is လို့ပဲ စောစောလာတဲ့ ဟောကလေးပါစေကြီးနော် ရရ Hello. ရာကိုလာတော့ရောက်ရည်ရည်လား အဲရ စောစော အနိုင်အရှိ ငါတော့မယ် ရော ဟိုအမှန်တမ်းပြောရင်ဒါစောစောနဲ့ကျွန်တော်နေညုံနှောက်ဝတ်မယ်ကွဲတာကျွန်တော်အမှန်တမ်းပြောရင်ကျွန်တော်9တန်းပဲနေခဲ့ရဒီကောင်က10တန်းတော့အောင်သေးတယ် လွတ်လာပြန်ပြီပြန်လာပြန်ပြီ 10တန်းအောင်တော့ဒီကောင်ကကျွန်တော်တော်တော်အင်္ဂလိပ်စာတက် အင်္ဂလိပ်စာတက်တယ်စတဲ့ဂုံလူ၄ပါတာနဲ့အောင်တာ ဟဲ့လား သူငယ်သူငယ် ခမစီရဲ့ခမစီရဲ့ဘိုင်အိုရဲ့အီကိုရဲ့ နောက်တစ်ခုကပါ ဖီစီရဲ့ ဖြီးစစ်အဲ အဲ့ဆက်မှာကွာ ကဲရော အဖီးမလာဘူးနော် စောစော ဟော ဒါတော့ဆိုအရှိန်နဲ့ရတော့၄ကရှိ အာ တခါလာလဲကွာကျွန်တော်ဒီအရှိန်နဲ့ကိုရောက်နေပါဒီလို့ဘိုးမြန်မာလိုပြောတာရိုးလို့ဒီတခါ၄កောင်မြောက်ကြရင်တော့အင်္ဂလိပ်လိုပြောချင်တာငါဟောဒီအရှိအိမ်တန်းကိုရောက်တယ်ဆိုတာအင်္ဂလိပ်လိုပြောချင် ငါပြောလိုက်မယ် ငါ့ကိုသင်ပေးရမှာနော် တခြားမှတ်ထားလေ လေးလုံးစံ အတန်ဖမ်းလာလိုက် အေး ဒီနား ဗီဒီ လေး ယို က ငါ့ကိုလက်လက်ထား ငါအလောက်မမြင်ပါဆိုလို့ မင်းလာတော့မမြင်စရာအကြောင်းမရှိပါဘူးကတော့အရေးကြီးရှိနေတာယူ the reason is the go to အရှိအင်တိုင်းအရှိအင်တိုင်း is that the reason is the အမေအန်နီယာပြားနေတယ် အင်္ဂလိပ်စာနဲ့အန်နယ်လေး အမ်မနေနဲ့ထွေးထုတ်ပလိုက်ကွာ အဘတ်တွေကကြောင်းအောင်ပါပဲ the reason is the go to အရှိအင်တိုင်းအရှိအင်တိုင်း is that the reason ဆိုင်ကဘူရရှိ မို့ ဘာရ အဲ့ဘူးဆိုတာဘာလို့ အင်္ဂလိပ်လိုကောင်းမောင်းတာခေရင်လိုမြန်မာလိုမောင်းလိုက်တာဘူရရှိ အင်္ဂလိပ်လိုကမောင်းတာဘူးရယ်နော် တဘောကြလာဟိုမကြီးအဲ့လောက်ထိမရင်းနဲ့တော့ပြီးခဲ့တဲ့ဘွဲလည်းဖြစ်မှာဆိုလို့ ဘာဖြစ်လို့ ပြီးခဲ့တဲ့ဘွဲဒေါ်လေးတယောက်ရီလိုက်တာအပေါ်နှခမ်းနောက်စီတက်ချိန် ဟဲ့အဲ့လောက်ကိုထော်လာ ခြေထောက်နဲ့ကိုကမ်းဖြောရတယ်အင်း ဘူးစား မြန်မာလိုဆိုင်းစင်တာယူလွန်းလို့ ဟဲ့လား အင်္ဂလိပ်လိုဆိုင်းစင်ပေးမယ် အဲ့ဆိုရင်ကွာထိုင်းလိုငါအဆိုင်စင်ပြစမ်း ဟမ် ထိုင်းစကားလိုထိုင်းဆိုင်းစင်ပြစမ်း ထိုင်းစကား အေး လွတ်လွတ်လေး ဟဲ့လား ဟုတ်ပါ ထိုင်းစကားလိုဆိုင်းစင်တာကွာဘယ်လိုစင်လဲ ထိုင်းစကားလိုဆိုင်းစင်တာငါသင်ပေးမယ် အဲ တို့ညီမတွေထိုင်းနိုင်ငံသွားမယ်ဆိုထိုင်းနိုင်ငံတနိုင်ငံလုံးပတ်လို့ရမယ်စကားလေးခွန်းအကိုသင်ပေးခဲ့မယ် စကားလေးကွာ သူများစီသွားမတင်နဲ့လိုင်းမောင်မတင်နဲ့ဘေးကုန်းနဲ့ အဲ မှတ်ထားနော်မြန်မာစကားလုံး၄လုံးမရှိဘူးမှတ်ထားနော် အေးမှတ်မယ်လို့ ပထမတစ်လုံးကပိုင်ဒုတိယတစ်လုံးကနိုင် အဲ တတိယတစ်လုံးကတိုင် အဲ့ထိုင်းစကားအလွယ်လေးပါ နောက်ဆုံးတစ်လုံးကခိုင် အဲ ပိုင်ရယ်နိုင်ရယ်တိုင်ရယ်ခိုင်ရယ်ကိုမြန်မြန်လာပြောရင်ထိုင်းစကားပဲ ခိုင်းရင် ပိုင်ရယ် ပိုက်ရင် နိုင်ရယ်တိုင်ရယ် အဲ့လီလုံးပြောရင်ထိုင်းစကား မြန်မြန်လာပြောထိုင်းနိုင်ငံတနိုင်ငံလုံးပတ်လို့ရ မင်းမြန်မြန်ပြောပြစမ်း ငါပြောမယ်လေပိုင်နိုင်တိုင်းခိုင်ပိုင်တမန်ပိုင်ခိုင်မခိုင်မခိုင်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 တမန်ခိုင်ခိုင်မခိုင်မခိုင်မခိုင်ချပါရဲ့တဘောကြသွားနောက်ဆုံးအလုံးတဘောကြသွား မမင်းတိတိကျကျပြောငါဘာမှကိုနားမလဲဘူး ပိုင်ရနိုင်ရတိုင်ရခိုင်ရမြန်မြန်ပြော အင်း ငါပြောပြမယ်ထိုင်းစကားနော် အင်း ပိုင်နိုင်နိုင်ခိုင်ပိုင်တမန်ပိုင်ပိုင်ပိုင်ခိုင်ခိုင်ခိုင်မ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 ခိုင်ချပါရဲ့မခိုင်တော့တဲ့စမားတွေထွက်တယ်ထိုင်းလို့ပြောတာ ထိုင်းစကား ဟုတ်ပါ မလီထိုင်းရမင်းတို့ထိုင်းနဲ့မြန်မာနဲ့ဆိုရင်လာစာဘယ်တော့မှမကွာဘူးရဲ့ တကယ်လာစာကောင်းတာကကိုရီးယား ကိုလီယာကိုလီယာ ကိုရီးယား နည်းငါလည်းဘူဆန်ကျင်တော့ပေါ့ အမှန်တမ်းပြောရင်ဒါကကျွန်တော်ညီအရင်နာမည်ကနန်းဝေရန် ဒီကောင် လာမယ့်နေ့ကျွန်တော်ဆိုင်းမတီးတော့သူတီးမှဒီဆန်း တီးမှ တ တီး က မှ ယ်တကယ်ပြောတာသူတီးမှကျွန်တော်မတီးတော့ကိုရီးယားသွားမှာအေးကိုရီးယားစကားလေးကနည်းနည်းသင်ပေးသမ်း ကိုရီးယားစကားလွယ်တယ်ဟာ ဟုတ်လား လွယ်တယ် အေးငါဘယ်လိုပြော ကိုရီးယားစကားက
အရှိရဘာရီပြောပြောအနောက်မှာကြံခဲ့တဲ့စကားလုံးစွဲပြီးပြောကိုရီးယားစကား ဟဲ့လား ဟုတ်ပါ ကိုရီးယားစကား အရှိရဘာပြောပြောနောက်ကကြံခဲ့တဲ့စကားလုံးစွဲပြီးပြောကိုရီးယားစကား ငါပြောပြစမ်း အမေကြီးတို့ကိုရီးယားသွားချင်းမှတ်ထားနော်ကျွန်တော်အသိပေးခင်ဇတွေးတော်နည်းနည်းစင်နေနော်အေးနော်ကိုရီးယားဇတွေးစင်နေ ဟဲ့လို့စမ်း 안 저거 아 저거 저거 안 너무 저거 그게 뭐야 아 저거 저거လုံးစားအဲ့ကိုရီးယားစကား ကိုရီးယားစကား မစိုးပြန်နော်ကိုရီးယားစကားလည်းလွယ်တာအဲ့ဆိုနောက်တစ်ခုငါမင်းမယ်ကွာ ပြီး တို့ တော့ အိန္ဒိနာချင်းပေါ့နော်တို့အိန္ဒိယစကား ကလာစကား အော်အဲ့ကလားစကားကွာဟိုစကား ဘယ်တကောင် အခုနာမည်ကြီးတဲ့စကားကွာနှစ်ဘွားကလေးစားတွေကဘိုင်းရပါလို့ဟဲ့လားရာဂျူးလို့ အာလူအချုံ အေးအဲ့ကောင်နေပြောတဲ့စကား ဟာရတယ်လေ ဟဲ့လား အပိုင် ဟဲ့လားလှုပ်စမ်း လောက်ကြည့်လောက် က ကြည့် လာစကားပြောရင်မန်နဲ့ထန်နဲ့ ဘယ်လိုပြောလဲ နည်းနည်းတော့မျက်လုံးပြူတယ် မျက်လုံးကိုပြူးသေးလားမင်းမျက်လုံးကပို့ပြူးတယ်လို့ပဲဟဲ့ ကလာမင်းသား ဘယ်လိုလို့ တကယ်တူရဲ့နော်ကလာမင်းသားနဲ့ ဘိုင်ရပါရှေ့ရချန်စီရိုးရိုးပိတ်ကန်တဲ့ခန်း ဟဲ့လား အေး အဲ့ကိပြောစမ်း 에이! 안전나르그르르르르르 보여요. 에이 내가 자크 사부르리. ဟဲ့ 자크 사부르리. ဂျာကီစာမှုတရီဆိုတာ 제가 시부르라. ချစ်ကကလာစကားထဲမှာအဲ့ဒါကြီးပါလားလူယို 자크 사부르리. 제가 시부르라. 잉글리시 왜ပြောတာကောင်းနေရောအင်္ဂလိပ်စာလေးပဲငါပြောမယ် အင်္ဂလိပ်စာပြောစမ်း hello my dear ဟယ်လိုမိုင်ဒီယာဆိုတာ ချစ်လာစာတော့ပိတ်တယ်ကြီးများ အော်ချစ်လန်စာတော့ပေးတယ်ကြီးများခင်ဗျာ let me introduce you and do his name ဘာ let me introduce you and do his name အဲ့ဒါဘာတဲ့ဟုတ် ငါလည်းမသိဘူးလေသိရလေ ကိုတည့်ရစား let me introduce you and do his name အဲ ကျွန်တော်သူ့ရဲ့နာမည်လေးနဲ့မိတ်ဆက်ပေးပြရစီ အော်ဇော်စုံကကျွန်တော်ကိုနာမည်လေးနဲ့မိတ်ဆက်ပေးချင်တာ his name is တူတူစော အဲ့ဒါ မင်းရဲ့နာမည်တူတူစောဖြစ်ပါတယ် အော်ကျွန်တော်နာမည်ဒီတူတူစောပါခင်ဗျာ he is a social gentleman ငါဆဲနေရလား ဟဲ့ social gentleman မှာဆိုဆဲစရာလား ဘာ he is a social gentleman အဲ့ဒါဘာတော့ နေဟာစမတ်ကြပြီးယောက်ျားပြီးသားတယ် မလာကြည်တာ jack sabrili ဆက်ပြော he is a social gentleman အဲ့ဒါဘာတော့ နေဟာစမတ်ကြပြီးယောက်ျားပြီးသားတယ် ပြောစမ်း he is a intelligent and hard working he is a intelligent and hard working ငါကဘိုင်မန်ကိုဒီပြောစမ်း နေဟာအလုပ်ကြိုးစားတဲ့ဆိုင်းစရာတယောက် အာ ချာ jack sabrili စမ်တရာ ရှေ့ကပို့ကောင်းတယ် ဟဲ့လား he is a ဖိုခံပင် အဲ့စကားလေးစမ်းနေဗျ မိုက်တယ် ပြောစမ်း he is a ဖိုခံပင် ဖိုခံပင်ဆိုတာ ဖင်ခံဖို့ လာခဲ့ရှေ့ကပို့ လာ ကောင်းတ ခဲ့ ယ် he is a ဖီတယ်ကြီးသား ဘာဖြစ်တယ် ဖီတယ်ကြီးသား ဖီတယ်ကြီးတန်းဆိုတာ ဖာတယ်ကြီးတီဂျက်ကစဘရီ ဖီတေကြီးတာဖာတေကြီးတီ ကြိုက်တယ်ဘောကြိုက် ငါခွေးစီရပါတော်ဒီသူ့ဖာတဲ့ကိုဆိုတယ် ပေးထားတယ်ပတ်စံတကြက်အမတန်ငတ်တိုင်းခွတောင်းထားတယ် မတန်မခေါ်နဲ့ဘယ်သူကခေါ်ခိုင်းလို့ မင်းနေပေါင်းမင်းလာစမ်းမညလာစမ်းမ မင်းဘာကောင်းလို့မင်းခေါ်တိုင်းလာမင်းမင်းဘာကောင်းလို့ရော ဒါကြီးအဲ့တည်းမကဲဘူး ချီစားမယ်အခွေးလားမင်းဘာကောင်းလို့ မင်းပါ မင်းဘာကောင်းလို့ရော မင်းပါကောင်းလို့ မင်းဘာဖြစ်ချင်လို့ရောမင်းစားရှိလား မင်းဘာဖြစ်ရှင်တော့ မင်းတက်ရှိလားလို့ မင်းဘာဖြစ်ရှင်တော့ တက်ရှိမင်းဒီကောင်နဲ့ချမလားရော ဟောငါနဲ့ချလို့ပါပဲနဲ့ဒီကောင်းနဲ့ချ ငါနဲ့ချငါထိုးခံမှာပေါ့ဟိုကောင်ခွေးတွေရောမင်းဘာကောင်းလို့ မင်းပါကော မင်းဘာဖြစ်ချင်လို့ မင်းဘာဖြစ်ရှင်တော့ ငါသမင်းစားချင်တယ်လေအေးရငါချစ်လို့စားတာမင်းအစမခံမင်းဘာကောင်းလို့ မင်းပါကော ကီးမဆိုင်ဘူးနော်ဟဲ့ ငါလည်းမင်းလိုကစောက်ကူးကိုမဆိုင်တာရဲ့ မင်းရတယ်ဟဲ့ ဟာ တရွာလုံးလေ မင်းတက်တရှိလား တရွာလုံးလည်းမေးရတယ်ကွာ ဒီကလုံးကိုမိတယ်ဘာတော့ဟာ
ဥက္ကဋ္ဌလည်းမေးရတယ် ဟာဘာစကား သားမလားနဲ့ ဖုန်းကြီးတွေလည်းမေးရတယ်ရ ဖုန်းကြီးတွေငါကြောက်တယ်နော်ဟဲ့ငါတို့ကြောက်တယ်နော် တယ်လေ မင်းရဲ့မင်းထလေ ထိုင်းမင်းကောင်းမလားလို့မေးရတယ်ကွာ နေပါဦးမင်းရဲ့တက်တိရှိရ ရှိတယ် တက်တိရှိရသေချာလား သိကြ ငါတက်တိရှိရလို့အော်စမ်း ငါတတိရှိတယ်ကွာ ဟဲ့မင်းယောက်ျားလား ယောက်ျားလို့ ယောက်ျားဆိုယောက်ျားလို့အော် ဟာရှားတယ် အဲ ဖျောင်းမှာအဲ့လိုလုပ်လို့မရဘူးလေကိုကိုရှဲ ဟာဒီကောင်ဘယ်လိုလုပ်ဟာ ငါတတိရှိတယ် တကယ်တက်တိရှိရလား ကွာ ဟဲ့ မင်းတကယ်တက်တိရှိရလားငါမင်းနေတာ ယောက်ျားလို့ယောက်ျားလို့ဟဲ့ တက်တိရှိရသေချာလား သိကြလေရ တက်တိရှိရသေချာရင်မင်းအခုကြောက်ပတောင်းပြန်စမ်း ဟမ်ရပါတယ်ပြန်လို့ အခုတက်တိရှိရင်မင်းကြောက်ပတောင်းကိုပြန်စမ်း မင်းပြန်ပေါ့မင်းပြန်ပေါ့ငါတို့ကပြန်မအောင် တတိရှိရနောက်မှာကြောက်ပလောင်းရောက်မှာပရိဒတ်နေဆွဲနေရမယ်ဘယ်လို မင်းပြန်ပေါ့ငါတို့ကပြန်မှုလူဘဝရာခဲ့တယ် ပရိဒံဘာလို့ဆွဲတာ ဟမ် ပရိဒံဘာလို့ဆွဲတာ ကကျင်တို့ပေါ့မပြတ်ဘူးကွာရောက် ဟာ မင်းဘာဖြစ်ရှင်လို့ ဟဲ့ယူဆိုင်စီယိုရီရဲ့ကောင်မင်းဘာဖုန်းကြည့်နေရယူဆိုင် ဖုန်းမကြည့်နဲ့ပြီးတော့မင်း မိုက်တချာဘာက ငါဟောလား ဘာကဒီစကားတခွန်းမှပြောနေ ဟုတ်ကဲ့ ကဲအလူတကာပွဲငါထားလဲကိုထေးလူရှင်တော်2ယောက်ကိုကျွန်တော်4သိန်းပေးထားတယ်ကျွန်တော်တီးမဲ့ဒီကွက်တဲ့ဝါတစ်ချက်မရင်ပတ်စံ4သိန်းမနက်ဖြန်စိုင်းသိန်းတို့ပတ်စံရှင်းရင်4သိန်းလျှော့လိုက် ကျုပ်ပတ်စံတော့မလျှော်နဲ့လျှော့ခြင်းဟိုကောင်းလျှော့ အမေ ပတ်စံနဲ့ပတ်တိုင်းဖဲတောင်းရဲတိုင်တောင်းနဲ့ကောင်းတော့ မင်းရဲ့ရှိတယ်ငါတော့ဖေနဲ့ကိုစကားမပြောဘူးပတ်စံနဲ့ပတ်တိုင် ကဲအလူတကာအလူမှာကိုထေးပတ်စံ4သိန်းတို့ရကွန်ကရစ်လန်ခင်းရအောင်လို့နော် ခင်ဗျာကြီး တီးမဲ့တီးကွက်ထဲမှာဝါတစ်ချက်မှားတာနဲ့ပတ်စံ4သိန်းရှော့လိုက်ကျွန်တော်ကြည့်ပြီးစကားတစ်ခွန်းမှပြောနေဝါကင်တာဝါကင်တာမဒီဒီတိုင်းမင်းတို့ထက်တော့ငါလည်းတက်ပါတစ်ချက်မှားတာနဲ့ပတ်စံ4သိန်းရှော့ဟာမင်းကတီးလေ ဒီမမပေါ့မပတ်စံလျှော့ကမှာပေါ့ မမဆိုလို့တီးကိုမတီးဘူးဟေး ဒီ တို့ က ကတော့ တော့ဒီတီးရတီးပါလားငါတို့ဘာလို့လာတီးခိုင်းနေ ။ရာဝါတီးခိုင်းတာဝါမတီးတဲ့ကောင်နှမပြီး အဲ့ဒါတီးငါနှမရှိဘူးကိုတွေယူရယူချင်းယူပေါ့ ဝါတီးနော်တစ်ချက်မားတာနဲ့ပတ်စံ4သိန်းမနှဲတဲ့ပတ်စံနော် အဲ ရှော့လိုက်ဟာဘာရင်းနဲ့ကြော့နေရလဲ ပြောနေသူများပတ်စံလူချင်းမှောင်တီးဟာဟာ အမမကြီးပုံနေတယ် မကြည့်မဟုတ်အဲ့ဒါပတ်စံကိုပုံနေတာ မာတော့မာသေးဘူးဟလားမင်းတို့ကသူများကိုစောစောကာကာပြောထားတော့သူများတော့ပြောချင်တယ်ကိုရမယ်ပတ်စံ4သိန်းညာလိုချင်လားလိုချင်မှအောင်တီးရဟာ မင်းကအကူထိုးငါညီထိုးမယ် ဟာ
ပြောအစတိုင်းပြောရဟိုကျိုးရပြီးနေတယ်လို့ လူတော်ကမန္တဆဲလူကချဲလူရှောက်စင်းရလို့ကျိုးရလက်ကျုပ်ပြရလို့အဲ့လိုနဲ့လွယ်ရင်မခွေးကြီးငါပဲဖွက်ထားမလို့လွယ်လေးကိုရှောက် မမသေးဘူးမမောင်တခေါက်တဲ့ဒီဗျ9ပေါက်6ပေါက်နှလုံးနဲ့ဒီငယ်9ပေါက်6ပေါက်နှလုံးနဲ့ဒီ ဒီမဘောပေါ့ 9ပေါက်နဲ့6ပေါက်2ပေါက်ပဲမဟုတ်ကျွန်တော်ပြောမယ်ပတ်မှာကိုပထမဂျင်းဖွက်မယ်တစ်ချက်ပိတ်နော်ရကွင်းတစ်ချက်ဖွက်မယ်တစ်ချက်ပိတ် အချိန်ကြပါတယ်ကွာအိမ်မှာတိုက်ပြီးသားတွေပါမင်းကလည်း သူကနှစ်ချက်တင်နေနေရလဲအပေါ်ပိုင်းမယ်ဒီနော် အင်း ငါအောက်ပိုင်းဒီမယ် အေးအဲ့ဒါမှ တစ်ချက်ဖွင့်တစ်ချက်ပိတ်ကောလုံးကမရောက်တော့ဘူးအမင်းတစ်ချက်ပိတ်ချင်မဖြစ်ချင်ကွာဖြစ်ချင်တော့ ဖြည်းဖြည်းလောက်ပါဟဲ့ကြွတ်ဆိုင်ပါဦးမနှဖူးလေ မင်းဆိုင်တော့လိုက်မှာသမင်းစားမယ်ထိုင်မှာပါဦးရောက်ပြန်တယ်ကွာ ပြန်ကွာပြန်ကွာ ဟာဟဲ့ မင်းတို့ကလည်းနောက်ဆက်နေရောက် အငိမ့်စင်ပေါ်မတက်နဲ့အပေါ်မင်းကောင်းတယ်မလွတ်ဘူးနော်ဟာကလေးတော့မဟုတ်တယ်ဟောကလေးကအောက်ကငိုးကုန်မလားအောက်ကကလေးကငိုးတော့မှနင်းစားလို့ မဲပြေတော့မဲ အဖြစ်ချင်တော့ရ မဲပါမရှင်းတော့ အဲ့မဲ့မင်း ငါဆိုင်တီးတယ်မဲပါအောင်ရှက်လားနေအောင် ဆိုင်ဆိုင်ကိုမလုပ်နဲ့ရောက်မဆိုင်လို့မလုပ်နဲ့လို့ရရမဆိုင်မလုပ်နဲ့ရောက် မဲပါကောင်းမလို့ မခိုင်းတာများနေတော့ရောက်မပါကောင်းလို့ မဲပါကောင်း မပါကောင်းလို့ မဲပါကောင်းမင်းကိုငါပြောရှင်းရှင်းလေးငါဆိုင်တီးနေတာ မင်းကဝါမိုင်းပတ်သက်မပေးဘူးလေပါလိမ့်နဲ့မပါကောင်းလို့ရောက် အဲ့ကောင်အဲ့ဒီပြည့်စပြန်ကွာငါဆိုင်တော့မမြင်ချင်ဘူးရ ဟောဖြောဖြော အပြတ်ဆိုပြန်မှာမင်း ဟိုကအိုက်ကောင်အေးဒီပြီးသားခေါင်းနေ ဟဲ့ငါပဲပြီးထားတယ်အင်ကြီးတောင်ရှစ်ရှစ် ပြီးသားဒီဘက်ကလူရှင်တော်အေးဒီပြီးသားအေးပြီးလိုက်တော့အေးအဲ့ဒါမင်းပဲခက်ခညညာ အင်ကြီးပဲတောင်ရှစ်ချွတ်ရပြောရနောက်ပဲမင်းမပါဘူး ရရ ဟဲ့တောင်ချီ နေဦးလေကွာဘောင်းကြီးပါလာကြည့်တော့ အမင်းဘောင်းမီရခလေးကောင်ကွာပြဲနေဦးမယ်နော်ကွက်တိပါပဲအသားရောင်နဲ့ဘောင်းမီနဲ့ဝမ်းဆက်ပဲအသားအရောင်နဲ့ဘောင်းမီနဲ့အရက်မောင်းနဲ့ ဖလားနဲ့စားနေရောက်ငါလူကောင်မျိုးကပဲချင်းပြန်ဘာမှဖြစ်မဲ့ထဲဘာမှမဟုတ်မင်းတို့အေးတော့ကိုငါခန္ဓာကိုယ်တည်းမြင်အာကြောင်ပြောင်းတော့လည်းမဖြစ်ဘူးဒီချိန်တော့အာလီအခုကျွန်တော်တို့ကအင်းတိုင်းပွဲသွားကြည့်မလို့ကျွန်တော်ဒီလိုလုံးမရဘူးမိဘကျေးဇူးထားနေတဲ့သားလေးရောက်မလို့ခွင့်လို့ပေးပါလို့ငါပြောလိုက်လို့ရ တကယ်တူတယ်ရဟဲ့ကောင် အငုံတို့ကျွန်တော်ကိုခွင့်လို့ပေးပါမွေးမင်းကျေးဇူးဆက်မင်း ဒီ ခက်တာကတော့ရကတချင်းဆိုတော့ကွာအေးလိုက်ကတချင်းဆိုလိုက်တော့ မစုံနဲ့တော့ ဟိုချင်းလေးကောင်းတယ်အမေအိမ်မှာနေတော့ကဆိုဟိုမွေးမီမလောင်ဒီမွေးမီမလောင် ချီမွေး ယောက်ျားရတော့အကုန်ပြောင်းသွား ဘာပြော စိုး လဲ ကွာ ဆိုဟာ မင်းဆိုင်လားငါဆိုင်လားခေတ္တချင်းမစိုးကွာ အခုတစ်တော့မှထွက်ပြနေဟိုချင်းလေးမိုက်တယ် See you tomorrow oh my crazy only ara ni ni na me my abachi aha kisi pe nada ya nana nga ကြည့်ဆက်ဆိုလေး မရလို့ပေါ့ကွာ မင်းကတာမန်တူကွန်စီနေပဲကြိုက်ပါ ဟိုလည်းကောင်းတယ် အဲ့ဒါ တစ်တော့မှထွက်ပြနေအကားလေးငါကပြမယ် ဒီကလေးရော ကမကတော့စီးတာကိုင်းကမကတော့စီးတာကိုင်းကမကတော့စီးတာကိုင်းဟေး မ ဟာ တကယ်တူတယ်ဟာ ငါအဲ့ဘာလို့အောင် ဟမ် ငါဘာလို့အောင် ဆိုလို့ခစ်ချင်း ဟောဆူအောင် ဟာကြားချင်လို့လေ မင်းဆိုင်လားငါဆိုင်လား မင်းဆိုင်လေ အောက်ကပြေးတယ်မေးကြခေတ္တချင်းကြားကျင်နေပြေးတယ်လားမကြားကျင်နေပြေးတယ်လား ခစ်ချင်းကြားချင်တာတော့ညီမလေးကြားရင်လက်ခုပ်လေးတီးပေးပါအောင်အေး လက်ခုပ်တီးပါဆိုနမချိပါသလိုဘတ်နဲ့ လက်ခုပ်တီးတဲ့ပုံကောင်များအားလုံးကျေးဇူးတင်ပါတယ်
မနေ့ကျရင်လက်ခုပ်တီးတဲ့လူတွေအားလုံးကိုကျွန်တော်ဓာတ်ပုံပေးမယ်နော် ဒီရုပ်ရည်နဲ့ဓာတ်ပုံနဲ့မေးကြည့်လိုက်ပါမေးပုံယူမလားလို့မေးကြည့်လိုက်ပါဦး မမောင်လေးပုံယူမလား မယူတဲ့မင်းပုံမယူတဲ့ငါမိုက် ခုနဖွဲ့ကျွန်တော်ပုံယူမလား ဟေ့မင်းဓာတ်ပုံဘယ်သူမှမယူရ ဒီနာဖွဲ့ရောဟမ် အေးမယူတဲ့ ယူချင်းနေပေါ့ဒီပွဲတာမယူတာပါပြီးခဲ့တဲ့ကျွန်းချောင်းပြန်ကားတပုံမပါဘူး ပေးခဲလို့ ပေး လား ခဲ့လို့ပေါ့ ယူရီမရှိလို့လမ်းလှော်ခဲ့ရခတ်လို့ ဟေ့ပြန်ငါဆိုင်တီးမလို့ ခက်ချင်းမစုံပြန်ပါပဲနေလေငါပစ္စည်းတွေပြေးလာစစ်လိုက်အောင်မယ်လေ ဘာမှမပါဘူးစစ်မနေနဲ့ ဟုတ်လား ဟောမစိုးဘူးကွာ ဆိုလိုက်ပါကွာ မစိုးဘူးကွာ အမလည်းမကြီးကြီးပေါ့မှာမလို့ပါဖြစ်စင်ကြတယ်တော့ ငါခက်တချင်းမစိုးမင်းမပြန်ဘူးလား ပြန်မှုရအောင်ငါပြီးကကနေထိုင်းနေမှာမင်းခက်ချင်းဆုံးမှပြန်မှာမင်းဟာ ကျက်တီတော့အတော်တုံးပြီအမ အဲ တို့ဘယ်လိုလုပ်ကြမလို့ ဆိုလိုက် တပုတ်တော့စိုးပေးလိုက်မယ်နော် ဆိုပေးလိုက် ကဲဆိုပေးလိုက်ပါတိုင်းမေတူအေးရမ်းပါတယ်နော် မမဆိုလိုက်နေ တ နော် ပုတ်ဆိုတော်ပြီနော် ဆို ခက်တချင်းဆိုတာငါစိုးပြ ဆို တနိုင်ငံ အာ ဘာဖြစ်တာလဲဟဲ့ဟာတော့ဂရင်း ခက်ချင်းဆိုတာဆိုနေမှာပဲတိုင်းနာ ဘာဂရင်းကြီးဝါဆောင်နေဟုတ်ပါဘူး ငါအဲ့ဆိုမစိုးဘူးနော်ငါစိုးမဲ့တရှင်းမင်းနားထောင် အေးပါဆိုပါ တနိုင်ငံဟီချာ မလီဆန်က ဝီကြရဖို့ ခက်ချင်း စိတ်ရတဲ့ကျင်သူ ဒီမှာလို့ ဟဲ့ ဟော စောစော ဟော ခစ်တချင်းဆိုတာဒါမျိုးတီးရတယ်စ လက်ပါဟုတ်ဘူးရောလားလို့ နောက်ကချစ်တော့လုံလိုက်လား ဒါမျိုးဆက်တယ် နိုင်ငံဒီမီချာဝီချာရဖို့စိတ်ရတဲ့ချီမေစာတောင်းရှိပေါင်းရောက်သူတွေနဲ့လေရောက်ဒီမိတန်မိကလာစိတ်စိတ်လဝဲတံတကားလေးပြလာလေးပြန်ရောက်နေကလားစိတ်မတင်နေတချီလေးတဘောဒီကိုလည်းကလေးချစ်တော်စကားလို့ဆိုပြပါနော်လေအတိမကုန်ဒီတာတွေအမနဲ့ချစ်တယ်လို့အချစ်နဲ့လက်ပြီးတဲ့ရစကားလေးဒီတော်ဝင်းတော့ပြီးပါပြီတောင်းရှိမောင်ရောက်ဘူးလေရောက်ဒီကနမီကလာစိတ်စိတ်လက်ဝဲတော်ကားလို့ပြလာလီပြန်ရောက်လာစိတ်မတင်မီတချီလေးတော့ဒီကိုလည်းမလေးစတော့စကားလို့ဆိုပြပါမော်လီအတိမကူမိတာတွေမမနဲ့ချင်ကြလို့လေအချစ်နဲ့နေတာပြီးတဲ့ရစတာရဲ့ဒီတော့ဘယ်တော့ပြီးပါလိOh, lonely, feel like we burn up what you do. I came out, Maui, dealing with him, Maroli, who not another me, don't do it. No way, on the other people, Piano, Lassie, Martini, the chili, the road, you go and the lake, she does it hard, so Piano. I think my baby darling, I'm not that you tell me. I think I need a baby, tell me I'm so tired. You know we will not be happy.
Next one. Alo bigla baကျေးဇူးတင်ပါတယ်ဒီခါလက်ကြတဲ့ရှင်လေးကတော့ကျွန်တော်ရဲ့အလှမဟုတ်ပါဘူးဗျာမမပြီးဆိုပြီးမယ်နော်မမတို့အရှင်လေးလက်ဆောင်တစ်ပုဒ်လောက်မမရှိရင်မနေတတ်လို့အရှင်လေးဆိုပြီးမယ်စကျွန်တော်လည်းပါအော်ဒါမစဲတော့ရစနေနဝိုင်းကိုရှင်းရတဲ့လူကိုရင်ဆိုရင်ဆက်တိုက်ကြတဲ့လာလီလာရင်လာပါပြီဒီအင်းများကျင်တော့လာလို့ဘူးနေတော်လေးဒီလိုပါပဲကိုနဝိုင်းကိုရှင်းရတဲ့လူကိုရင်ဆိုရင်ဆက်တိုက်ကြတဲ့လာလီလာရင်လာပါပြီအင်းများကျင်တော့လာလို့ဘူးနေတော်လေးဒီလိုပါပဲကိုချစ်တဲ့ကကွေးသူ့မူလီနေစားကလေးပဲအသေးမအီမောင်းတော့ရင်ကွေးသူ့တူအောင်မျက်နှာထားနဲ့လာလေးနာပြီးတော့ပြပြလက်ဆိုင်လာတဲ့လာပိုင်စီသူတကားတွေ့ရင်မျက်နှာမပြနဲ့လာလေးပြီးပြလိမ့်မယ်ဘုံကောင်းစနေပြောချစ်တဲ့ဇောကမလာလို့ဝင်တို့နေပတိရှုံးလေးပြုံးမိုးလေးသူမှရှိတယ်တကားတော့လေးပြုံးမိုးလေးသူ့နှုတ်ပြကျွေးလောက်လေးသွားဆိုဒီလူတကားမီးလောက်တင်ညနေဝိုင်း
ချင်တော့လာလို့ဘူနေတော်လေးနေလိုပါပဲခွင် Hey, ha, 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 ha. Come on, let's go. မျက်နှာဝိုင်းလေးကိုချင်ရတယ်လူကိုရင်စွန်းနေချက်တိုင်းထားတဲ့လာလေးလာရင်လာပါပြီလေဒီမြတ်ချင်တော့လာလို့ဘူနေတော်လေးနေလိုပါပဲခွင်ချစ်တဲ့ခါကလေးသူ့အမူလေးဒီစံတလို့ကိုအထဲမှာအေးမောင်းမောင်းနေတယ်သူမတူအောင်မျက်နှာထားလေးလာလေးများပြီးပြောင်းစီပြေလက်ဆိုင်လာလေးလာပဲစီလူကတွေ့ရင်မျက်နှာမပြနဲ့အလားလေးရိုးသွားလိမ့်မယ်လက်ကိုယ်စနေပြောချစ်တဲ့ဆောင်ကမနာလို့ဝတ်တူနေမကြည့်ရှုံးနေပြုံးမလေးသူမှရှိတယ်တက္ကသိုလ်လေးပြုံးမလေးသူနှုတ်ပြတဲ့လုံလေးသွားလာစမ်းမြင်တို့ကမင်းလောက်ညနေဝိုင်းလေးညနေဝိုင်းလေးကိုချင်ရတယ်လူကိုရင်စုတယ်ချက်တိုင်းလာရင်လာပါပြီလေဒီညချင်တော့လာလို့ပဲကိုနေတော်လေးနေလိုပါပဲကိုနေ တချင်းဆိုတာသူဆိုတာလေကဲဒါလေးရမျက်နှာဝိုင်းလေး